စားပြပါဗျာနော်ခေါင်းပါတယ်ခဏဟိုဘက်ကတော့ဝန်ကိုနဲ့ဟိုကကိုလုံးကြီးဖြစ်ဖြစ်ဒီဘက်ကတော့အဆိုင်နဲ့ကိုရဲဝင်းမဖြစ်ပါဗျာနော်ဝန်ကိုစားပြပါလုံးပေါက်ရဗျာနော်အဲ့တော့ဇိုက်ကစားပြဖြစ်ပါဗျာနော်ဇိုက်ကောင်းပါလေဗျာနော်ဟိုဘက်ကကိုလုံးကြီးချောင်းထားတဲ့ဝန်ကိုကောင်းနေဗျာနော်ဝန်ကိုစားပြထိုးပြီးကိုရဲဝင်းဇိုက်ပါလာဗျာနော်ဇိုက်ကောင်းပါလေဗျာနော်ဇိုက်ကစားပြပါဗျာနော်ကလုံးထပ်သွားတယ်ဝန်ကိုဦးကြားတယ်ဗျာနော်ဝန်ကိုစားပြထိုးပဲဗျာနော်ကိုရဲဝင်းထောင်လာတယ်ပါလာတယ်ရောတက်ထားမှာဝန်ကိုချော်သွားတဲ့ဟိုဘက်ကရသွားကြနော်ဇိုက်စားပြပါဗျာနော်ဘိုးလုံးကြီးတင်ထားတယ်ဝန်ကိုမိထားတယ်မိတော့မိတယ်ဒါပေမဲ့မဝင်ဘူးကြာနော်ဝက်ကိုရဲ့စားပဲပါကြာနော်ဆိုင်ကိုတင်ကိုဝင်ကိုဦးမကောင်းနေဗျာနော်ကိုဝင်ကိုစားပဲပါဗျာနော်ဆိုင်ကြားတယ်ဗျာနော်ဆိုင်ရဲ့စားပဲပါဗျာနော်ဝင်ကိုတလုံးဖွင့်ထားတယ်ကိုကြီးကိုလုံးကြီးချောင်းလာထိုးသွားတဲ့အတွက်အိုက်မကြောက်ဗျာနော်။ဂိုင်းဆဲရဲ့စာပဲကိုတစ်ချက်ကြည့်မယ်ဗျာနော်။ကိုလုံးကြီးထောင်းလာတယ်ဝင်ကိုဦးကောင်းနေဗျာနော်။ဝက်ကိုစာပဲထိုးပြီးရဲဝင်းရှိကိုဖြုတ်ထားတယ်ရဲဝင်းကိုစာပဲပါဗျာနော်။ကောင်းပါလေဆိုင်စားပဲပါဗျာနော်ကောင်းပါတယ်ဝန်ကိုရဲ့စားပဲပါဗျာနော်ကောင်းပါတယ်ဆိုင်စားပဲပါဗျာနော်ဘလိုကြီးမှတ်ထားတဲ့ကောင်းပါတယ်ဆိုင်စားပဲပါဗျာနော်မုံကြော်ပိုက်မကြော်ဗျာနော်ဝန်ကိုစားပဲပါဗျာနော်ကိုရဲဝင်းရှိဖြုတ်ထားတယ်ကိုရဲဝင်းမှတ်တယ်ကောင်းနေဗျာနော်ကောင်းနေဗျာဇက်ကိုလုံးကြီးမှတ်ထားတယ်ဝင်းကိုကောင်းပါဗျာနော်ခေါ်ထားတာစိုက်စားပဲပါကောင်းပါတယ်ဝန်ကိုစားပဲပါဗျာနော်ကောင်းပါတယ်ဝန်ကိုစားပဲဝန်ကိုရဲ့စားပဲပါဗျာနော်ကိုရဲဝင်းရှိကိုဖြုတ်ထားတယ်ကိုရဲဝင်းတလုံးမှတ်ထားတယ်ဇိုက်ခေါ်ထားတယ်ဝန်ကိုမှတ်ထားတယ်ကောင်းပါတယ်ဝန်ကိုဘေးကိုရက်ထုတ်ထားခဲ့ဗျာနော်ဝန်ကိုရဲ့စားပဲပါဗျာနော်ပယ်လာတယ်ဇိုက်ကွင်းခလက်နဲ့ပတ်ထားတယ်မပိုက်မကြောဗျာနော်ဝန်ကိုရဲ့ချုပ်စားပဲပါဗျာနော်ကိုရဲဝင်းဝန်ကိုရဲ့စားပဲပါဗျာနော်ဝန်ကိုရဲ့ချုပ်စားပဲပါဗျာနော်ကိုရဲဝင်းရှိမှတော့နှလုံးလွတ်သွားတော့တွေ့ရဗျာနော်ကိုရဲဝင်းရဲ့ရှင်းမှာချုပ်က3လုံးပေါက်သွားဗျာနော်ကောင်းပါလေဗျာနော်စားရဲ့စားပဲပါဗျာနော်ဝန်ကိုချုပ်ဗျာနော်ဇိုက်ရဲ့စားပဲပါဗျာနော်ဝေးတယ်ဗျာနော်အမကတော့အိတ်လက်ပါဗျာနော်ဇိုက်ရဲ့စားပဲပါဝန်ကိုရဲ့စားပဲပါဗျာနော်အမကတော့လက်အိတ်ပါကောင်းပါတယ်ဇိုက်ရဲ့စားပဲပါဗျာနော်ကိုရုံးကြီးမှတ်ထားတဲ့ဝန်ကိုကောင်းနေဗျာနော်ဝန်ကိုဘာကတော့လက်အိတ်စပင်းချင်းပါဗျဝန်ကိုဆက်ပါဗျာနော်ကိုရဲဝင်းချုပ်တင်ထားတယ်ကောင်းပါလေစိုက်စားပဲပါဗျာနော်ထွက်သွားပြီဗျာတလုံးပေါက်တယ်ဗျာနော်အမကတော့နိုင်လက်ပါစိုက်စားပဲပါဗျာနော်ကောင်းပါလေဗျာနော်ဒရောတလုံးပြီးသွားတဲ့အတွက်လက်အော်ဖြစ်သွားပါဗျာနော်စိုက်စားပဲပါဗျာနော်အမကလက်အော်ပါဗျာနော်ဘလုံးကြီးမှတ်ထားတယ်ဘရောမိဗျာနော်
လဲပင်လက်ပါဗျာနော်ကောင်းပါဗျာနော်ကိုရဲဝင်ဒီတလုံးကတော့ကောင်းသွားပြီဗျာနော်အမကတော့2လက်ပါဗျာနော်စိုက်စားပဲပါဝင်ကိုကွင်းကလပ်နဲ့ပြစ်တဲ့စိုက်တတရာရာပဲဗျာနော်တည်သွားပြီကောင်းပါဗျာနော်စိုက်ရဲ့စားပဲပါဗျာနော်ဝင်ကိုတလုံးမထားတဲ့ကိုလုံးထောင်းတဲ့ကောင်းပါတဲ့ဝင်ကိုစားပဲပါဗျာနော်ဝင်ကိုတလုံးမိထားတဲ့ပိုက်မကြောက်ဗျာနော်စိုက်စားပဲပါဗျာနော်အမှတ်ကတော့ဟုတ်လက်ပါဗျာနော်ကောင်းပါတယ်ဝင်ကိုစားပဲပါဗျာနော်ဝင်ကိုစားပဲပါဗျာနော်โอ้ပိုက်မကြောဗျာနော်အမှတ်ကတော့2ဟုတ်ပါဗျာနော်ကောင်းပါတယ်ဝန်ကိုမကတော့ဂျူးပြန်ဆင်းပေါ်ခဲ့ပြီဗျာနော်လက်ဩပါကောင်းပါတယ်စိုက်စားပဲပါဗျာနော်ကောင်းပါတယ်ဝန်ကိုရဲ့စားပဲပါဗျာနော်ကိုရဲဝင်ရှုပ်ဖြုတ်ထားတယ်ကိုရဲဝင်တလုံးမထားတယ်ဇိုက်ကောင်းပါတယ်ဗျာနော်စိုက်စားပဲပါဗျာနော်ကောင်းပါတယ်ဇိုက်နော်11လက်ပါဗျာနော်ဝန်ကိုတဲလာတဲ့ကောင်းပါတယ်ဗျာနော်ဇိုက်အမကတော့2လက်ပါဗျာနော်ဇိုက်ရဲ့စားပဲပါဝန်ကိုကောင်းပါတယ်ဝန်ကိုရဲ့စားပဲပါဗျာနော်အမကတော့လက်2ပါဘကတော့1 2ပါဗျာနော်ဝန်ကုတ်ဆက်ပဲပါကောင်းပါဗျာနော်ဆက်ရဆက်ပဲပါဗျာနော်စိုက်စားပဲပါဗျာနော်ဝန်ကိုရဲ့စားပဲပါဗျာနော်ပိုက်မကြောဗျာနော်ဝန်ကိုရဲ့စားပဲပါဗျာနော်ကောင်းနေဗျာနော်ဇိုက်တဲသွားပြီပြစ်ပြီးကောင်းပါလေဗျာနော်ဇိုက်ဆက်ရဲ့စားပဲပါဗျာနော်ရှေ့ကိုဖြုတ်ထားတယ်ဝင်ကိုရှေ့ကိုဝင်ကိုမက်လာတယ်ကောင်းပါပြီဗျာနော်ဒီလုံးကြီးကတော့ကိုရဲဝဲဆယ်သွားတာလှဗျာနော်စိုက်စားပဲတစ်လုံးထိုးထားဗျာနော်ကောင်းပါစိုက်နော်စိုက်ရစားပဲပါနော်ကောင်းပါဗျာနော်ဝကိုရဲ့စားပဲပါဗျာနော်အမှတ်ကတော့2 point မှာကောင်းပါဗျာနော်စိုက်ကိုင်း point 2ကိုတော့စိုက်ကတော့သူအဆုံးသက်သွားမလားတစ်ချက်ကြည့်ရမယ်ဗျာနော်စိုက်စားပဲပါအမှတ်ကတော့ point 2ပါဗျာနော်စိုက်ချုပ်တလုံးဝေးပေါ်ဗျာပြီးဆုံးသွားပါဗျာနော်စိုက်ကိုရဲဝင်ဟိုဘက်ကတော့ကျွန်တော်တို့ဝင်းကိုနဲ့ကိုကလုံးကြီးဖြစ်ပြီးတော့ကျွန်တော်တို့ကိုရဲဝင်နဲ့စိုက်ကတော့ဒါလိမ့်ဖက်နဲ့နိုင်သွားခဲ့ကြ